အပေါင်လုပ်ငန်းမလုပ်ခင်မှာအဓိကသတ်မှတ်ရမယ့်အချက်ကိုပြောက်ပြီးမှဖြစ်ပါတယ်ကိုအနေနဲ့အပေါင်လုပ်ငန်းလုပ်တော့မယ်ဆိုရင်ဗီဒီယိုကိုအဆုံးထိကြည့်ဖို့အတွက်လိုအပ်နေပြီကိုကအပေါင်လုပ်တော့မယ်ဆိုတာနဲ့ဥပမာရွှေပေါ့နော်ရွှေကိုအပေါင်ခံတော့မယ်ဆိုရင်စစံတို့ရွှေတူးစစ်ခွက်တက်ရမယ်ရွှေရီခွက်တက်ရမယ်ရွှေရဲ့အခြေခံတက်နည်းလေးတွေတော့သိရမယ်ဒါအပြင်နောက်တစ်ချက်ကဘာလဲဆိုတော့ကိုယူလိုက်မဲ့စံနှုန်းဥပမာကိုကအပေါင်ယူမယ်ဆိုရင်2ချက်တိုးလား3ချက်တိုးလား4ချက်တိုးလားဒါတွေကိုစစံတို့ကသတ်မှတ်စံနှုန်းလေးတစ်ခုထားမှဖြစ်ပါတယ်အခုခေတ်မှာဆိုရင်တော့2ချက်လောက်ဆိုရင်တော့မစိုးဘူးတတ်တယ်လို့ပြောရမယ်ဒါပေမဲ့3ချက်ကတော့ level 2 4ချက်လောက်ဆိုရင်တော့ဒါရွှေကိုအပေါင်ပြီးတော့မှ4ချက်တိုးဆိုလို့ရှိရင်တော့နည်းနည်းလေးများတဲ့ပမာဏဘက်ကိုသွားတယ်လို့သွားတဲ့အနှုံးလောက်တော့ဖြစ်သွားနိုင်ပြီရှိပါတယ်ဒါပေမဲ့လည်း4ချက်လောက်နဲ့လည်းတချို့လုံးနေကြတဲ့နေတွေရှိပါတယ်အဲ့တော့5ချက်6ချက်ဆိုရင်တော့အရင်မဟာတရားဖြစ်သွားပြီအဲ့လောက်ထိဆိုရင်တော့ကိုယ့်ရဲ့စံနှုန်းကပုံမြင့်သွားမှာဖြစ်တဲ့ခါကျမှကိုယ့်ရဲ့လုပ်ငန်းလေပတ်မှုလဲနှိကွေးတာမျိုးတွေကြုံရတတ်ပါတယ်ဒါကြောင့်မို့ရွှေပေါင်လုပ်တော့မယ်ဆိုရင်2ချက်လား3ချက်လား4ချက်လားကိုကြိုက်တဲ့ပမာဏတစ်ခုကိုဆက်သတ်မှတ်လို့ရပါတယ်ဒီတော့ကိုယ့်ရဲ့နယ်မှာအပေါင်လုပ်ငန်းလုပ်တဲ့သူတွေဘယ်လောက်နှုန်းနဲ့ယူကြလဲဆိုတာစစံ comment ထဲမှာရေးလာပေးပါလို့ပြောချင်ပါတယ်ကျေးဇူးပါ